အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့ခန္ဓာခက်ခဲတာကိုတတ်တာစီပြီးကြော်ယူနဲ့ဝိမဲကျင်တာကိုတတ်ပါစီမယ်ယောဂကျင်ခြင်းလေးကိုပြသပေးမှာဖြစ်ပါတယ်ခုပြထားတဲ့ပုံစံတိုင်းရှူရင်တင်ကိုမယ်ကောင်းမောမယ်ထုတ်ရင်ကုတ်ကူဆွဲတင်မယ်ရှူထုတ်ရှူထုတ်ရှူထုတ်ကျွန်တော်တော့9ချိန်ပဲပြပေးထားပါတယ်အနည်းဆုံး10ချိန်လေးလုပ်ပြီးပါနောက်တစ်မျိုးကရှူသွင်းနဘူးထူတီမယ်ရှူထုံးစမ်းတုံမယ်ခေါင်းကရှူတက်တက်ကြည့်မယ်နော်အပေါ်ရောင်အသက်ကူမဟုတ်ထားနဲ့အသက်ကိုပုံမှန်ရှူသွင်းရှူထုံးလုပ်နေမယ်10စက္ကန့်ထိပြီးမယ်ပြီးပြီဆိုရင်ချမယ်ချိန်မယ်ရှူထုံးစမ်းမယ်ခေါင်းကရှူတက်တက်ကြည့်မယ်အတန်းလေး10စက္ကန့်ထိပြီးထားမယ်ဟုတ်ပြီပြီးပြီဆိုရင်ရှော့မယ်ပတ်ပြောင်းမယ်ရှူမယ်ထုံးရင်စမ်းတုံမယ်ပြီးရင်ညာချီမြောက်တိုင်းဘယ်လဲလေးကိုလှုပ်မယ်သူ့ကိုလည်း10စက္ကန့်ထိမိမယ်ပြေးပြီဆိုရင်ပြေးပြီးချင်းရှော့ချမယ်ပတ်ပြောင်းမယ်ရှူမယ်ထုတ်ပြီးရင်ညာလဲလေးလှုပ်မယ်သူ့ကို10စက္ကန့်ထိမိမယ်အသက်ကူမဟုတ်တော့ဘူးနော်ခြေလုံးပေါင်းလေးလည်းအရင်မမြတ်ထားဘူးပြေးပြီဆိုရင်ရှော့မယ်ပြီးပြန်ရှူမယ်ထုံရင်စမ်းမယ်ပြီးဘဲလဲလေးလွတ်မယ်ညာချီကွေးမယ်ဘဲလဲနဲ့ကင်မယ်ကင်ပြီးတော့မှအပေါ်ကန်ထုတ်မယ်နော်သူ့ကိုလည်း10စက္ကန့်ထိပ်ပြီးပါမနိုင်ရင်5စက္ကန့်လောက်ဆိုရပါတယ်ခေါင်းကတော့အရှိူတည်းတည်းကြည့်ပြီးမယ်ဟုတ်ပြီဖြည်းပြီးဆိုရင်ဖြည်းပြီးချင်းရှော့ချမယ်ချိန်ရှူမယ်ထုံရင်စမ်းမယ်ညာလက်လေးကိုလွတ်မယ်ခြေထောက်ကိုကွေးမယ်ညာလက်ကပဲခြေကိုကင်မယ်အပေါ်ကန်ထုတ်မယ်ခေါင်းကရှူတည်ကြည့်ပြီးဟုတ်ပြီဖြည်းပြီးချင်းရှော့မယ်ပြီးရင်ဒူလေးကွေးပြီးချိုင်းပူလေးနဲ့ရှော့မယ်တင်မလေးကိုထိုင်ချလိုက်မယ်အတန်းနိုင်ဆုံးဖြည်းပြီးချင်းထားမယ်အားလုံးပဲ level လေးချင်းကြည့်ပါလိုလိုလေးပါကိုယ်စိတ်နဲ့ပဲချမ်းသာကြပါစေတတာ